ခလီတယောက်ကိုတတ်ဖို့လုပ်ခဲ့ပေမဲ့အဲ့ဒီခလီကြောင့်ပဲအချိန်တော်ကြာပျောက်ဆုံးနေတဲ့ကိုဘိုးဘွားရဲ့လမ်းစာကိုပြန်တွေ့သွားခဲ့တဲ့ဟီးရိုးတယောက်ချောင်းပြောပြပါမယ်ခင်ဗျအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ Honor of King ရဲ့ Hero Lamp အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်စလိုက်ကြရအောင်ပါကျွန်တော်တို့ Honor of King ရဲ့ Kenry တက်ကြီးရဲ့အရှိတောင်မဲ့ချမ်းမှာဆိုရင်3 Kingdom ဆိုတဲ့နိုင်ငံကြီးတစ်ခုရှိပါတယ်ကျွန်တော်တို့ Hero Lamp ကအဲ့ဒီ3 Kingdom ကနေပြီးတော့ပေါ်ထွက်လာတဲ့ Hero ဖြစ်ပါတယ်လမ်းကြောင်းမစခင်မှာ3 Kingdom 3နိုင်ငံရဲ့အချုပ်တော်ပုံကိုကျွန်တော်ပထမအဆုံးပြောပြပေးပါမယ်3 Kingdom ဆိုတာအရင်တုန်းက Han Empire ဆိုပြီးနာမည်ကြီးတဲ့နိုင်ငံဖြစ်ပါတယ် Han မင်းဆက်တွေတယောက်ပြီးတယောက်အုပ်စုခဲ့ပြီးတော့ရှန်ဆိုတဲ့ဘုရင်လက်ထက်မှာ Han Empire ကြီးကပြိုလဲခဲ့ပြီးတော့3 Kingdom နိုင်ငံ3နိုင်ငံဆိုပြီးဖြစ်လာတာပါ Han Empire အဓိကပြိုလဲရတဲ့အကြောင်းရင်းကတော့ Han Empire ရဲ့နောက်ဆုံးမင်းဆက်ရှန်ဘုရင်လက်ထက်မှာဘုရင်အသက်က8နှစ်9နှစ်အရွယ်သာရှိပါသေးတယ်ဒီလိုမျိုးအသက်ငယ်တဲ့လူကိုဘုရင်တင်ထားတဲ့အချိန်မှာရှန်ကဘုရင်ဆိုတဲ့နာမည်သာရှိရယ်ဘုရင်ရဲ့လုပ်ပိုင်ခွင့်အခွင့်အာဏာတွေအကုန်လုံးကနိုင်ငံရဲ့စစ်သူကြီးနဲ့ဝန်ကြီးချုပ်တွေရဲ့လက်ထဲမှာသာရှိပါတယ်နောက်ပိုင်းမှာစစ်သူကြီးကပဲဟန်ဘီယံထိန်းချုပ်လာတော့ဟန်အင်ပါယာကစတင်ပြိုကွဲသွားပါတော့တယ်အဲ့ဒီနောက်အချစ်တောင်မရှန်ပင်လယ်နဲ့နီးတဲ့ဒေသကိုကျွန်တော်တို့ Honor of King Global Server ပေါ်မြောက်လာသေးတဲ့ Sunshine ဆိုတဲ့ hero ကအုပ်စုခဲ့ပါတယ်အနောက်မြောက်ဘက်ချမ်း